အားလုံးပဲမင်္ဂလာပါရှင်ချီလီကချန်ပေ့ချ်မှာကြိုဆိုပါရနော်ဒီနေ့တော့အိမ်လုံးပစွန်ချင်းကောင်းကောင်းလေးကိုတုတ်စားကြမယ်ဒါလေးကတော့ကိုယ်တိုင်လုပ်ထားတဲ့ပစွန်ချင်းလေးပါဒီပစွန်ချင်းလုံနီးလေးကိုလည်း page ထဲမှာဟိုရက်ကပဲတင်ထားပေးပူပါတယ်ဒါကတော့ပစွန်ချင်းတုတ်ဖို့အတွက်ပြင်ဆင်ထားတာလေးတွေပါဒီမှာနော်ဒီပစွန်ချင်းကမမတင်းတင်းလေးနဲ့အခုလိုမျိုးဖဲဖဲပြီးတော့တုတ်ပါမယ်ငယ်တော့ဆိုရင်အမေကပစွန်ချင်းတုတ်လို့ရှိရင်အဲ့လိုမျိုးပေါ့နော်ပစွန်ချင်းအတုံးကိုသူကဒီလိုမျိုးအတုံးလိုက်လေးဖဲ့ဖဲ့ပြီးတော့တုတ်ကျွေးတယ်ဒါကြောင့်မလို့အမေတုတ်တဲ့နီးလေးနဲ့ပဲတုတ်ပါမယ်ရှင်ပစွန်ချင်းလေးရာဒီမှာကြီးအသားအတုံးလိုက်လေးပစွန်အသားပေါ့နော်အတုံးလိုက်လေးပါတဲ့ကျွမ်းမမတင်းတင်းလေးနဲ့ဒီမှာဖဲ့လိုက်တာနဲ့ပေါ့နော်အသားလုံးလိုက်လေးထွက်တယ်တုံးလိုက်ရင်လည်းပြဲသွားခြင်းမရှိဘူးเนาะသူမှတင်းတင်းလေးဖြစ်နေတယ်ဒီတပိုင်းကတော့ထားလိုက်ပါဦးမယ်အရန်များသွားမှာဆိုလို့เนาะခေတာကိုတုတ်ပါမယ်တုတ်ဖို့အတွက်ဒီပစွန်ချင်းတွေကိုခွက်တစ်ခုတည်းကိုရင်ပြောင်းပေးလိုက်တယ်နယ်ပြီးမှပဲပကံနဲ့ပြန်ထည့်မယ်เนาะကျက်သွန်စိမ်းလေးကိုမြမြလေးဖြတ်ထားတာထည့်တယ်ပစွန်ချင်းမှာကျက်သွန်မြမြလေးနဲ့ဆိုရင်ပိုပြီးစားကောင်းပါတယ်ကို့အကြိုက်ပေါ့နော်ပစွန်ချင်းထဲမှာကျက်သွန်လေးမြမြလေးနဲ့ဆိုရင်ကျက်သွန်လေးတွေကချိုလေးနဲ့ပို့ပြီးတော့စားကောင်းပါတယ်ရှင်ပြီးရင်တော့နနံပင်လေးဖြတ်ထားတာကိုထည့်ပါမယ်နနံပင်နဲ့တုပ်ပါမယ်နော်မြုပ်သီးစိမ်းလေးတွေကိုလည်းလေးဖြတ်မယ်ပစွန်ချင်းလုံနီးလေးက page ထဲမှာရှိရယ်เนาะပစွန်ချင်းကဘာအယောင်ပေါ့เนาะဘာအယောင်တစ်ပိုင်းမှမထည့်ထားဘူးဒါလုံးဝ original အယောင်ပဲဒီလိုမျိုးလေးရပါတယ်လှုပ်ရှားကြည့်ပါအိမ်မှာလို့တော့တန်တန်ရှင်းရှင်းနဲ့စားလို့ရတယ်เนาะနိုင်ငံခြားမှာနေတဲ့သူအဝေးမှာနေတဲ့သူတွေလည်းကိုယ်တိုင်လုပ်ပြီးတော့ကိုယ်နိုင်ငံအလွမ်းပြေလည်းလှုပ်ရှားလို့ရတယ်ဒီထဲမှာငြုပ်သီးစိမ့်ထည့်ပြီးရင်တော့အရသာမုံလေးနဲ့ငယ်ထည့်တယ်ပြီးရင်တော့ငြုပ်သီးအကြက်မုံလေးလည်းထည့်မယ်ဒါကတော့ပဲစီပါဒီမှာရတဲ့ပဲစီပေါ့နော်ဒီပဲစီလေးကိုဒီမှာပဲစီလေးနဲ့တုပ်ပါမယ်ရှင်ပဲစီလေးနဲ့ဆိုတော့မှုမွေးလေးပေါ့နော်ပို့ပြီးတော့စားကောင်းတယ်ကဲဒါကတော့ဒီလိုမျိုးပဲစီထည့်ပြီးတာနဲ့ခုလိုမျိုးအာပါနဲ့တုပ်လိုက်ပါတယ်ဒီလိုမျိုးနဲ့တုပ်နေတာတောင်မှပစွန်ချင်းကသူကမလို့ပေါ့နော်ကြေမသွားဘူးသူအတုံးလိုက်လေးပဲရှိနေတချို့ဖဲချထားတဲ့အတုံးလေးတွေကနည်းနည်းလေးကြီးနေတာမို့လို့ပြန်အောင်ဖဲ့ထားရတယ်နော်ဒါမျိုးလေးတွေတုပ်လိုက်ပါတယ်ပစွန်ချင်းကိုတုပ်နေတာနဲ့လေအနှံလေးကမှုေးနေပြီထမင်းဖြူလေးနဲ့လည်းရမ်းအောင်မှလိုက်ဖတ်တယ်လို့သူ့ကိုပေါ့နော်ပဲဟင်းတို့တခြားသူနဲ့လိုက်ဖတ်တာလေးနဲ့ဆိုလဲအရန်စားကောင်းတယ်ဒီမှာကြည့်ပါဦးစားခြင်းစရာကြီးနော်စားလို့လည်းအရန်ကောင်းတယ်ကြက်သွန်စိမ်းများလေးနဲ့ပစွန်ချင်းတုတ်ကလေးอ่ะပေါ့နော်ဒီပစွန်တွေကပစွန်ချင်းကလှုပ်ချတာမမတင်းတင်းလေးဆိုတော့ကြေသွားခြင်းလည်းမရှိဘူးเนาะသူခုလိုမျိုးအတုံးလိုက်လေးတွေပဲဖြစ်နေမယ်ကြက်တာကိုတုတ်ပြီးတော့ပကံထဲကိုပြောင်းထည့်လိုက်ပါမယ်ရှင်ဟိုဘက်မှာမတုတ်ရသေးတဲ့ပစွန်အတုံးကြံသေးတယ်နောက်ရကြရင်ထက်စားလို့ရသေးရဲ့เนาะတုတ်ပြီးတာတွေကိုတော့ပကံထဲလည်းထည့်လိုက်ပြီးကဲဒီမှာဒါလေးကတော့ကြံသေးတယ်ရမ်းများတော့မှဆိုလို့เนาะကဲအရန်ဟိုမှာမှုေးပြီးတော့စားခြင်းစရာကောင်းတယ်ပစွန်ချင်းတုံးမမာလေးတွေပေါ့နော်ပစွန်အသားလေးတွေကလည်းအသားအလုံးလိုက်လေးနဲ့မမာတင်းတင်းလေးတွေအရန်ဟိုမှာစားကောင်းတယ်လုံနီးလေးကလည်းpage ထဲမှာရှိတယ်လွယ်ကူတာမို့လှုပ်ရှားကြည့်နော်အဝေးရောက်နေတဲ့သူတွေကိုယ်နိုင်ငံအလွမ်းပြေအိမ်မှာလှုပ်ရှားနိုင်တယ်လှုပ်ရှားတဲ့အခါမှာလည်းတန်ရှင်းရှင်းနဲ့ပေါ့နော်တန်ရှင်းရှင်းလေးနဲ့အနှံ့အသက်တွေလည်းလုံးဝမထွက်ပဲနဲ့ရှင်လည်းမနာရအောင်ဘယ်လိုမျိုးပစွန်ချင်းကိုလှုပ်ထားတယ်ဆိုတာလုံနီးလေး page ထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုပေးပါနော်ဒါကတော့အရသာရှိလေးတုတ်ထားတဲ့အမေးလက်ရအတိုင်းပေါ့နော်အမေတုတ်ကျွေးတဲ့နီးလေးအတိုင်းပဲတုတ်ထားတဲ့ပစွန်ချင်းတုတ်ပါရှင်သူနဲ့တွဲဖက်ပြီးတော့အရန်ကိုလိုက်ဖက်ပြီးတော့ပေါ့နော်သူပစွန်ချင်းတုတ်ပြီးဆိုလို့ရှိရင်အမေကခဝဲသီးနဲ့ပစွန်ကိုကြာစံလေးနဲ့ချက်ပြီးပါတယ်ဒါကြောင့်မလို့သူနဲ့လိုက်ဖက်ပါတယ်အရန်ကိုလိုက်ဖက်တယ်မချက်စားဘူးတင်ချက်စားကြည့်နော်ပစွန်ချင်းတုတ်နဲ့ခဝဲသီးဟင်းကတအားကိုလိုက်ဖက်ပါတယ်ရှင်ဒါလေးကိုနေလည်စာဖြစ်စားပါမယ်ရှင်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်